အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဝိညာဉ်လူများအတွက်ဝိညာဉ်အစာ channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ရပါတယ်တရားဟောရခြင်းအခန်းကြီး31အပိုင်ငယ်ရှိတင်းရှိမှသာရဖရာသည်ကိုယ်တိုင်ကြွ၍တင်းနှင့်ရှိတော်မူလိမ့်မည်တင်းကိုစွန့်တော်မမူပြတ်ထားတော်မမူမစိုးရိမ်နှင့်စိတ်မပြည့်နှင့်ဟုဣတိလအမျိုးသားအပေါင်းတို့ရှိမှပြောဆို၏ကျွန်တော်တို့ဒီအရာကိုကြီးတဲ့အခါမှာယောရှုရဲ့အသက်တာကိုသာရဖရာကခွန်အားပေးထားတဲ့စကားပဲဖြစ်ပါတယ်မောရှေရဲ့ကိုယ်စားဣတိလလူမျိုးတွေကိုဦးဆောင်ပြီးမှခါနန်ပြည်တဲ့ဝင်ရမယ်အချိန်နာရီမှာဖရာခင်ကယောရှုကိုခွန်အားပေးထားတဲ့အရာဖြစ်တယ်ထာဝရဘုရားကိုယ်တိုင်ယောရှုနဲ့အတူရှိမယ်ယောရှုရဲ့ရှေ့မှာသွားမယ်ဘယ်တော့မှဆုံးပြတ်မသွားဘူးမစိုးရိမ်နဲ့စိတ်မပြတ်နဲ့ဆိုပြီးမှခွန်အားပေးထားတဲ့အရာပဲဖြစ်ပါတယ်မိတ်ဆွေဒီဂတိတော်ဟာယောရှုအတွက်ပဲမဟုတ်ပါဘူးတင်းနဲ့ကျွန်ုပ်အတွက်လည်းဖြစ်ပါတယ်ဘုရားခင်ကယောရှုနဲ့အတူရှိတဲ့ကဲ့သို့ယောရှုကိုခွန်အားပေးတဲ့ကဲ့သို့ယောရှုရဲ့အနာကနေစွန့်ခွာမသွားတဲ့ကဲ့သို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းဖရာသခင်ကကျွန်တော်တို့နဲ့အမြဲတမ်းရှိနေတဲ့ဖရာဖြစ်တယ်ကျွန်တော်တို့ကိုအမြဲတမ်းကောင်းချီးပေးနေတဲ့ဖရာမဆပေးနေတဲ့ဖရာသခင်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာထဲမှာဆင်းရဲတဲ့အချိန်တွေခက်ခဲတဲ့အချိန်နာရီတွေတကူတည်းပဲအထီးကျန်နေတယ်ဆိုပြီးမှခံစားရတဲ့အချိန်နာရီတွေရှိပါတယ်ကျွန်တော်တို့အဲ့ဒီအချိန်နာရီထဲမှာကိုယ့်ရဲ့မိတ်ဆွေတွေကျွန်တော်တို့ဘေးနားမှာမရှိတော့ဘူးတငယ်ချင်းတွေမရှိတော့ဘူးအပေါင်းအသင်းတွေအတိုင်းဝိုင်းတွေမရှိတော့ဘူးအဲ့ဒီခါမှာကျွန်တော်တို့ရဲ့တတထဲမှာနာကျင်ခြင်းတွေခံစားတတ်ကြတယ်အထီးကျန်ခြင်းတွေခံစားတတ်ကြတယ်တခါတည်းမှာဘုရားခင်ကိုတော့မှအပြစ်တင်တတ်ကြတယ်ဘာဖြစ်လို့ဘုရားခင်ကကျွန်တော်ကိုဒီလိုလှုပ်တာလဲဘုရားခင်ကဘာကြောင့်မို့ဒီလိုလှုပ်တာလဲဘုရားခင်ကငါအပေါ်မှာဘာလို့ဒီလိုဖြစ်စီတာလဲဆိုတဲ့အရာတွေကျွန်တော်တို့ရဲ့တတထဲမှာမိကွန်းတွေထုတ်တတ်ပါတယ်ဘုရားခင်ကိုကျွန်တော်တို့အဲ့လိုမျိုးအပြစ်တွေမြင်လာတဲ့အရာတွေရှိပါတယ်မိတ်ဆွေဘယ်လိုအချိန်နေဒီထဲမှာပဲဖြစ်ဖြစ်တင်းနဲ့သူအမြဲတမ်းရှိနေတဲ့သူတယောက်ရှိပါတယ်အဲ့ဒီသူဟာဖရာသခင်ပဲဖြစ်ပါတယ်တင်းရဲ့အနာမှာဘယ်သူမှမရှိတော့တဲ့အချိန်မှာတငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေအတိုင်းဝိုင်းတွေတင်းရဲ့အချစ်ဆုံးတော်သူတွေမရှိတော့တဲ့အချိန်နာရီတဲမှာပင်လင်တင်းရဲ့တတထဲမှာတင်းနဲ့အတူအမြဲတမ်းရှိနေတဲ့သူဟာဖရာသခင်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့တတထဲမှာဘဝမှာအသက်ရှင်တဲ့အခါမှာအနိုင်အမြင့်အသက်အကျတွေကိုကျွန်တော်တို့ရင်ဆိုင်ရမှာဖြစ်ပါတယ်တကူတည်းပဲဆိုပြီးမှခံစားရတဲ့အချိန်နာရီတွေကိုလည်းကျွန်တော်တို့ဖြတ်ကျော်ရမှာပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဖြတ်ကျော်ရတဲ့အခြေအနေတွေအတီးတီးထဲမှာဖရာသခင်ကကျွန်တော်တို့နဲ့အတူအမြဲတမ်းရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့နှလုံးသားထဲမှာအမြဲတမ်းမှတ်သားထားဖို့ရန်အတွက်ဖြစ်ပါတယ်ဖရာသခင်ကယောရှုကိုဘယ်တော့မှမစွန့်ပစ်တဲ့ဖရာဖြစ်ပါတယ်ထိုနည်း၎င်းပဲတင်းနဲ့ကျွန်တော်ကိုလည်းဘယ်တော့မှစွန့်ပစ်မသွားမဲ့ဖရာဖြစ်တဲ့ခက်ခဲတဲ့အချိန်နာရီထဲမှာလည်းကျွန်တော်တို့ရဲ့နဲ့အတူထိုဖရာခင်ကအမြဲတမ်းအတူရှိနေမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အစိုးရအောင်ပန်းရဲ့ဘဝသင်ခန်းစာဆိုတဲ့တခြင်းကိုကျွန်တော်တို့အားလုံးသိမှာပဲဖြစ်ပါတယ်အဲ့ဒီတခြင်းတွေကလို့ပါပဲကျွန်တော်တို့အဲ့ဒီတခြင်းမှာဘယ်လိုပြောထားတယ်လဲဆိုရင်တောင်ပြန်မှာတဲ့သခင်နဲ့အတူလမ်းလျှောက်ပြီးမှသွားတယ်တဲ့သခင်နဲ့အတူလျှောက်သွားတဲ့အခါမှာအယံပဲချီနူးခြင်းတွေလည်းခံစားရတယ်ပျော်ရွှင်ခြင်းတွေလည်းခံစားရတယ်ခြေရာလေးကလည်းကိုယ့်ရဲ့ခြေရာနဲ့သခင်ရဲ့ခြေရာဆိုပြီးမှခြေရာနှစုံကိုလည်းတဲတောင်ပြင်ပေါ်မှာမြင်တွေ့ရတယ်တဲ့ဒါပေမဲ့ဘဝမှာခက်ခဲခြင်းတွေကြုံလာတဲ့အခါမှာလိုင်းလုံးတွေကြုံဆုံလာရတဲ့အခါမှာအနောက်ကိုလည်းကြည့်လိုက်တဲ့အခါမှာခြေရာကနှစုံမရှိတော့ဘဲနဲ့တစုံပဲရှိတော့တဲ့အချိန်နာရီတွေကိုဖြစ်လာတဲ့အရာကိုတွေ့ရတယ်အဲ့ဒီကမှမင်းကွန်းထုတ်တယ်ဘုရားသခင်ဘာကြောင့်မို့ကျွန်တော်ကိုစွန့်သွားတာလဲကျွန်တော်ကြည်နူးနေရတဲ့အချိန်នេះဘဝကြီးကตายရနေတဲ့အချိန်မှာကျွန်တော်နဲ့အတူရှိပြီးမှဒီလိုဆင်းရဲခြင်းတွေတွေ့ကြုံတဲ့အခါကျမှကျွန်တော်ကိုဘာကြောင့်မို့ပြတ်သွားတာလဲဆိုပြီးမှမင်းကွန်းထုတ်တဲ့အခါမှာသခင်ကတိုးညင်းတဲ့အတန်နဲ့ငါသားငါမင်းကိုဘယ်တော့မှစွန့်ပြတ်မသွားဘူးငါမင်းနဲ့အမြဲတမ်းရှိတယ်မင်းဘလို့အခက်ခဲကြုံနေပါစီ
မင်းကြုံနေရတဲ့အခက်အခဲထဲမှာငါအတူရှိပါတယ်ပြီးတော့မင်းအခုမြင်နေရတဲ့ခြေရာတစ်စုံဟာမင်းရဲ့ခြေရာမဟုတ်ဘူးအဲ့ဒီခြေရာဟာငါရဲ့ခြေရာဖြစ်တယ်ငါကမင်းကိုထွေးပွေထားတာဖြစ်တယ်ဆိုပြီးမှအဲ့ဒီတစ်ချင်းထဲမှာကျွန်တော်တို့နာဆင်ခွန်အားယူရတာပဲဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေကျွန်တော်တို့အဲ့ဒီတစ်ချင်းတွေကအတိုင်းပါပဲဖယားခင်ကကျွန်တော်တို့ရဲ့ပြဿနာတွေကျွန်တော်တို့တကူတွေခံစားနေရတဲ့အချိန်နာရီထဲမှာပင်လင်ကျွန်တော်တို့နဲ့အမြဲတမ်းအတူရှိပြီးမှကျွန်တော်တို့ကိုဖေးမနေတဲ့ဖယားမဆပေးနေတဲ့ဖယားခွန်အားပေးနေတဲ့ဖယားခင်ဖြစ်ပါတယ်ဒါကြောင့်မို့ထိုဖယားကကျွန်တော်တို့ကိုဘယ်တော့မှဆုံးပြတ်မသွားဘူးကျွန်တော်တို့အားနေတဲ့အချိန်မှာကျွန်တော်တို့အတွက်ခွန်အားဒီထိုဖယားခင်ပဲဖြစ်ပါတယ်ဒါကြောင့်မို့ထိုဖယားဟာတင်းနေကျွန်တော်နဲ့အမြဲတမ်းအတူရှိတဲ့ဖယားပဲဖြစ်ပါတယ်ဘလို့အခြေအနေထဲမှာမှတင်းနေကျွန်တော်ကိုစွန့်ပစ်မသွားမဲ့ဖယားဒီထိုဖယားပဲဖြစ်ပါတယ်ဒါကြောင့်မို့ထိုဖယားရဲ့အထဲမှာတာ၍ကျွန်တော်တို့ဒီဒိုးဝင်ရဲ့အသက်ရှင်ရအောင်ထိုသခင်နဲ့ရှောက်လန်းခြင်းအရာဒီထဲမှာအနှိမ့်အမြင့်အားလုံးထဲမှာကျွန်တော်တို့ဒီထိုဖယားပြီးတဲ့ခွန်အားတွေနဲ့အတူတကွရှောက်လန်းကြရအောင်ထိုဖယားကတင်းနေကျွန်တော်ကိုဘယ်တော့မှမစွန့်ပစ်တဲ့ဖယားဖြစ်တဲ့အမြဲတမ်းချစ်နေတဲ့ဖယားအမြဲတမ်းမဆပေးနေတဲ့ဖယားအမြဲတမ်းခွန်အားပေးနေတဲ့ဖယားတခင်ဒီထိုဖယားတခင်ပဲဖြစ်ပါတယ်အားလုံးပေါ်မှာဖယားတခင်တာ၍ကောင်းကြီးရှိပါစေ